chromatic တွေကိုယူတာဟုတ်ပါတယ်ဘာဆုံးဒီအဲ့လိုဆွဲတာအဲ့ဒါကို1 bar နဲ့သူကဆော့တာ chromatic ဘာဒီမြင်းတန်လို့ပုံတယ်ပြောဘူးကိုကတော့မြင်းတန်တော့ပေါ့ကိုတီးလိုက်တာကြီးကဒီဟိုဘလူးခေါ်ဖို့စိတ်အော်တာလို့ဘာလို့ပဲလို့ဖြစ်သွားကိုဒီအဲ့ဒီဘန်လည်းတော့မမိတာဘူးအဲ့တော့လေးတစ်ချက်ပဲပါနော်တရားဗျာဟယ်လိုအားလုံးပဲမင်္ဂလာပါခုနကတော့ကျွန်တော်တီးသွားတယ်ဟာအဲ့ဒီဘန်ဟာလန်ပေါ့အဲ့ဒီဘန်ဟာလန် I always ဆိုတဲ့တချင်လေးရဲ့ solo လေးပါအဲ့ solo ဘာကြောင့်ကျွန်တော်ဒီနေ့ review လုပ်ရလဲဆိုလို့ရှိရင်ဒီသူ့ရဲ့ဟိုဂီတာတစ်လက်မှာရှိတဲ့ technique ပေါ့ technique တွေထဲမှာဒီ warming bar ပေါ့ကျွန်တော်တို့ဒီ tremolo ကိုသူ melody ပေါ်ပြီးတော့ဆော့တဲ့နေရာမှာတော်တော်ခက်တဲ့ technique တော့ဝမ်မီဘာကိုသူတွေကဒီ vibration လောက်တာတော့ပဲသူက grammar ရသိကြတာဟုတ်ဒါပေမဲ့ဒီ EVH က EVH ပေါ့သူကခေါ်တယ်အဲ့ဒီ band လည်းကသူကအဲ့ဝမ်မီဘာနဲ့ကိုသူက melody ကိုရအောင်ဖော်တာအဲ့လိုအရန်ကရောကျွန်တော်တို့ကဘယ်လိုပြောရမလဲဆိုလို့ရှိရင်အရန်ကရောဆွဲခါပလိုက်လို့မြာတော့တာကြီးတချို့ဒီလိုဝမ်မီဘာလေးဆော့တယ်ဆိုတာဒါ vibration လို့ရုံတော့ပဲဆော့ကြတာဒါပေမဲ့ဒီအဲ့ဒီ violin က तू ကအဲ့ဒီ melody ကိုဒီဝမ်မီဘာနဲ့ရအောင်ခေါ်တာသူကနေလိုက်မြင်လိုက်ပေါ့ဗျာအတန်လေးက wave ကသူကအချိန်ကားပြီးတော့ notes ကအဲ့တိုင်းယူတာအဲ့ဒါကိုကျွန်တော်က natural harmonic တန်လေးတွေရအောင်လုပ်တာအဲ့လိုတန်မျိုးသူကအဲ့တော့ငါတို့ကဒီ one week တစ်ခုလေ့ကျင့်အောင်မယ်ဆိုလို့ရှိရင် notes ပေါ့အဲ့ဒါအဲ့ notes ကြီးရအောင်ဒါဆိုကြောဝိုက်တွေ့လားမန်ဖြည်းဖြည်းလေးပဲအဲ့ notes ကိုရအောင်လုပ်မှာသားလေးပဲအဲ့ဒီထဲမှာ तू ကဒီဒုတိယတစ်ခေါက်တတိယတစ်ခေါက်မှာအဲ့ချိန်မှာဘာဖြစ်လို့ဆိုတော့ဒီအပေါ်ဒီလေးကျိုးပေါ့ဒီကျိုးက तू ကခါပြီးထွက်လာတယ်မခါမလို့လို့ဆိုလက်မလေးနဲ့သားလေးအဲ့လေးကျိုးလက်မလေးနဲ့သားလေးပိတ်ထိလိုက်တယ် तू ကအဲ့ပြီးတော့ဒီ two whole step ကို तू ကနှိပ်ဆင်းသွားတာအဲ့ဒီရောနော်အဲ့လိုဒီအပေါ်ကငါးချိုးရဲ့ natural harmonic တန်ကိုထိုက်ယူအဲ့ဒါကိုဒီသားကသူကဒီဝမ်မီဘောကိုဖိထားတဲ့တန်းနဲ့သူကပြန်မဆိုလိုက်တော့သူကဒီလိုလာတယ်အဲ့လိုပုံစံမျိုးကြီးလာတယ်ဒါပေမဲ့သူ့ရဲ့ဟိုဟာထဲမှာကျတော့ origin တွေကကျတော့ဒီ
overstring e ကျိုးကျွန်တော်ကသူအဒီကနေပြီးတော့သူက draw d ချပြီးမှလောက်တာ d tuning ပေါ့ဒီ draw d ချပြီးဒီကျိုးတစ်ချောင်းနဲ့ draw ချပြီးမှသူကအဲ့ pedal တုံးကို d ကိုခံပြီးတော့မှ d ရသူက intro ကတချင်းပုံစံ d minor scale တွေကနေယူ d ရအဲ့လိုဝက်ဘီဘာနဲ့မယ်လိုဒီကိုဖော်ပြီးဆော့နေပါအဒီဖန်ဟန်ကိုသူမှမပြီးကျွန်တော်ကြိုက်ဆုံးကြတာဒီမှာဆိုလိုဒီမယ်လိုဒီကြတာဒီမှာအဒီဖန်ဟန်လည်းပဲသူ့ရဲ့နာမည်ကြီးခဲ့တဲ့တချီနေအများကြီးဒီဒါပေမဲ့အဒီဖန်ဟန်လည်း theory တက်လာဆိုမတက်ဘူးလို့သူကိုယ်တိုင်ဝန်ခံရတယ်ဗျဒါပေမဲ့ကျွန်တော်စဉ်းစားကြည့်တာဖြစ်နိုင်မှာလားပေါ့အဲ့ဒါကြီးဖြစ်နိုင်ဘူးတော့ခုသူထွက်လာတဲ့လို့ဒီရှေ့ဆုံးက intro မှာဆိုလို့ရှိရင်သူကintro တန်လေးကိုကျွန်တော်တစ်ချက်နားတော့ကြည့်အောင်အဲ့ဒါလေးတော့အဲ့ intro အလုံးလေးတွေက theory ကိုခြေခံပြီးတိဆောက်သွားတယ် intro ကနော်အဲ့ဒါကြည့်အဲ့ saxophone တို့ဒီဟောကျွန်တော်တို့ substitute saxophone တို့နေပေါ့နော်အဲ့တော့ဒီအားကြီးအဲ့ဆိုလို့ရှိရင် D minor ရဲ့ D ရဲ့ pedal တော့ခုနကကျွန်တော်ပြောဆို D ကိုယူထားယူပါသူက chord တွေမျိုးပြောင်းသွားပြီပေါ့နော်အဲ့လိုပုံစံမျိုးလေးဒါပေမဲ့ပေးထားတာတော့ D တစ်မျိုးတည်းအဲ့ဒါဆိုဒါ theory ပုံစံမျိုးပဲလေကျွန်တော်အဲ့တော့ तू ကအဲ့ဒါမျိုးတွေဘာမှမတက်ဘူးနားမလဲဘူးလေကျွန်တော် तू နားထဲမှာကြားရတဲ့အတန်တွေနဲ့ तू ဒီရဆိုတော့ဟာကောင်းလိုက်ဒါဆိုကျွန်တော်ကဒါသူ့ကို genius လို့ပြောလို့ရတယ် permission ပေါ့အဲ့တော့နော် genius ပုံစံမျိုးပဲဒါနားထဲမှာ तू က auto ကြားနေရတယ်တချင်းတစ်ပုတ်ပုံဘယ်လို reharmonization လုပ်လဲဆိုတဲ့ပုံစံကို तू ကဘယ်လိုပြောမလဲမွေးရပါသိပေါ့အဲ့ဒါမျိုးသိနေတာပြောလို့ရတယ်အဲ့ဒါအဲ့ပဲတို့ကတစ်ချက်ပေါ့လေဒီကိုဒီပဲပေးထားတာသူအဲ့ဒီကိုပဲပေးထားသူကအဲ့မျိုးလေးဒီဟောပေါ့ subset4 subset2 အဲ့မျိုးလေးအတန်လေးတွေကအဲ့ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဆိုလို့ရှိရင်ဒါဘယ်လိုပြောရမလဲဗျာဒီ pedal ကိုခံပြီးတော့ reharmonization လုပ်တဲ့သဘောမျိုးခေါ်တွေကသူကတခြား line ကနေခေါ်တွေပြေးဝင်တယ်ဒါပေမဲ့ပေးထားတဲ့ဒူးအဲ့ဒိုဂီတစ်ခုတည်းကို root note ကြီးတစ်ခုတည်းကိုပေးထားပြီးမှာဒါ pedal ကိုနင်းပြီးတော့တီးထားတဲ့ပုံစံမျိုးအဲ့ဒါနော်အဲ့တော့ခုန solo လေးတစ်ချက်ကိုကျွန်တော်တို့ review လေးပြန်လုပ်ကြည့်အောင်မိုက်နော်သူကတည်းကဒီ harmony natural harmony ပေါ့အဲ့သူကမကိုင်တော့ဒီဟော sustain ကိုဖြတ်ချပလိုက်သေးတယ်တတ်ပြတာ sustain ကိုတတ်ပလိုက်တာအဲ့ F major 7ယူတာနော်အဲ့ patch ယူရဆောင်းလာအဲ့ F major 7ပဲကဲနော်အဲ့ဆို Panadol နဲ့နော်အဲ့ဒါ Panadol နဲ့ဒီပဲ
သူအဲ့ဒါလို့စားတယ်အဲ့တော့အောက်တစ်ကိုဆွဲယူလာပြီနော်ရက်ပြတယ်အဲ့ဘက်လည်း sustain ကိုသူက break လုပ်တာအဲ့ဒါဘာလို့တော့သူက release ပြန်လို့ရှိလို့တွန်းထားတဲ့တန်းကနေအောက်ကိုချကြလို့သူကရက်လိုက်တာ sustain ကိုအဲ့တော့လူတွေအဲ့ဒါပြီးတော့ဒီ slide နဲ့ဆွဲယူလာအဲ့ဒီဘယ်လာရခရိုမက်တစ်တွေကိုယူတာဟုတ်ပါတယ်ဘာစိုးဒီအဲ့လိုဆွဲတာအဲ့ဒါကို1မီပါနဲ့သူကဆော့တာခရိုမက်တစ်သူစီဘာဒီမြည်တယ်လို့ပုံတယ်ပြောကိုကတော့မြည်တယ်တော့ပေါ့ကိုတီးလိုက်တာကြီးကဒီဟိုဘလူးခေါ်ဖို့စိတ်အော်တာလို့ဘာလို့ပဲလို့ဖြစ်သွားကိုဒီအဒီဖန်လည်းတော့မမိတာဘူးဒီဆရာချစ်လဲအဲ့ဒါအဒီဖန်လည်းမပွင့်လေပြောပဲဗျာဆရာချစ်လဲမရအောင်အဲ့မှုကြီးကိုအဒီဖန်လည်းတီးသွားတယ်အဲ့ဝမ်မီဘာကြီးကိုမရဘူးဆရာချစ်လဲကျွန်တော်နားထောင်ပြီးဒီလေးဘူးဆိုတာတည်းမရှိတယ်ခင်ဗျားတို့ပြိုင်ပြီးတော့အဲ့ဒါတော့မငင်းနဲ့မတူအဲ့ဒီမှာကျွန်တော်လည်းမတူဘူးကျွန်တော်လည်းမတီးတာဘူးဆရာချစ်လောက်လည်းမကောင်းဘူးအဲ့ဒီပါဒါပေမဲ့ဘယ်လိုတီးရတယ်ဆိုတော့သိတယ်ဒါဟုတ်စိတ်အော်တယ်လို့ဘာလို့ထွက်လာတွေ့လားဘလို့မဖြစ်အောင်ဗျာအဲ့မို့သူကနောက်ဆုံးပါလေလှုပ်သွားတာဒီဝမ်မီဘာယူသူကစိတ်အော်တာပေါ့ဗျာကျွန်တော်ကတော့မြည်တယ်တော့ဗျာပါတော့အဲ့လေးတစ်ချက်ပဲပါနော်ဗျာဗျာအဲ့သူကဒီဟာပေါ့ဒီဆိုလိုကလေလို့ဆောင်းမယ်လိုတွေဖြစ်တော့ဗျာတော့ဒီလေ့ကျင့်ရတာလေအခောက်ခောက်ခါလေ့ကျင့်မှာပေါ့အဲ့တချင်းရရမယ်ပုံစံမျိုးကျွန်တော်တော့ဒီ review လုပ်တာဆိုတော့ဒီလိုပုံစံကိုဒီလိုတီးတယ်ဆိုတဲ့အကြောင်းအဲ့လိုမျိုးလေးပေါ့နော်ဒီဟောပေါ့ခုနပြောသလိုပေါ့ဗျာတချင်းတစ်ပုတ်မှာဒီလိုမျိုး technique တွေကလည်းအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုကပိုင်ပိုင်နိုင်နိုင်လေ့ကျင့်ထားနိုင်လို့ရှိရင်တော့ဘိုးကောင်းတယ်စင်ဘော်တွေမှာဆိုလို့ရှိရင်အနည်းဆုံးခင်ဗျာဒီ100ရာခိုင်နှုန်းမှန်တော့မှပဲအနည်းဆုံး90ရာခိုင်နှုန်းမှန်လို့ရှိရင်ပဲဟိုခြေနဲ့မှာဒါမျိုးတွေကဒီသချင်းမျိုးတွေရတော့ကြတော့နော်အဲ့ဒါဒီသချင်းကဘယ်နှခုနှစ်ကထုတ်ခဲ့တာဆိုတော့1984ခုနှစ်ကလေကဲ84ခုနှစ်က1984ခုနှစ်ကဆိုတော့ကျွန်တော်ဆိုရင်9နှစ်သားပဲရှိဦးမယ်ဒါ9နှစ်အရွယ်ဒါပဲရှိဦးမယ်နှစ်ချီတွဲလောင်းတဲ့ဘောလုံးကန်ကောင်းနေတော့ဟိုလက်သုံးကကြိုးတော့အဲ့ချိန်မှာကျွန်တော်ကဒီလိုမျိုးဒီ formation တွေတီးလိုက်တဲ့တချင်းကလေလိုက်ဒီဘောကတော့တကယ်မလွယ်ဘူးဗျကျွန်တော်အဲ့တော့ဘာဟိုဒီဟိုဟာလေးဟိုဟာပေါ့ကျွန်တော်ဒီ
ဒီ solo ဒီ review လေးကိုငငယ်တုန်းကလည်းကြိုက်ခဲ့တာအဲ့ဒီတချင်းကိုအရန်ဆွဲလန်းခဲ့တာကျွန်တော်ပြောင်းရတဲ့ချမ်းများတယ်မှာဖက်ဖူးတယ်ဗာရအဲ့ဒီရောကိုလေးပြူကြီးကတော့ဒီဆိုထားတာလည်းမိုက်ပါတယ်ကိုလေးပြူကြီးဆိုထားတာဒါပေမဲ့ဒီတီးတဲ့နေရာမှာတော့ IC လည်းမရဘူးဒါတော့ကျွန်တော်သိတယ်IC ကတကယ်ကောင်းပါလေကောင်းတဲ့နေရာကြီးကျဆော် share မိုက်တယ်တချို့ဟိုဟာကြတော့ဟိုမူရဲထထောင်ဘူးကောင်းကြီးရဲ့တီးရတယ်ဒါပေမဲ့ဒီလိုတချင်းမျိုးမှာကြတော့လစ်မရဘူးအဲ့တော့ဟုတ်ပြီကျွန်တော်ရဲ့ review လေးကိုနားထောင်ပြီးတော့ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye